ငါတင်ထားတဲ့မြင်လွှာရဲ့ဗဟိုမှာအရေးစုခြင်းဆိုတဲ့ post လေးမှာတင်ထားတဲ့ comment လေးတွေ့လို့ပါ CSCR ဖြစ်နေတာတစ်လရှိပြီမပြောက်သေးဘူးဖြစ်တဲ့ဘက်ကအမြင်လေးပိုကြည့်အောင်လို့ပေါ့နော်သူကမျက်မှန်တက်လို့ရလားနောက်တစ်ခါတော့6လကျော်ရင်ဘာတွေလုပ်လို့ရလဲဘာ treatment တွေပေးလဲသိချင်ပါတယ်ဆိုပြီးမေးထားတာလေးတွေ့လို့ပါအခုပြောနေတယ်ပေါ့နော် CSCR ဆိုတာကတော့မြင်လွှာရဲ့ဗဟိုမှာအရေးစုတဲ့ယောဂတစ်မျိုးဖြစ်ပါတယ်အဲ့ဒီအကြောင်းကိုမသိသေးဘူးဆိုရင်တော့အခုပြထားတဲ့ဒီဗီဒီယိုလေးမှာအရင်ကတင်ခဲ့တဲ့ဗီဒီယိုလေးမှာပြန်ပြီးတော့ဝင်ကြည့်ပါဒီနေ့ကတော့အဲ့ဒီအကြောင်းကိုပေါ့နော်အသေးစိတ်ပြောတာမဟုတ်ဘဲနဲ့ဒီ comment လေးကိုပဲ reply လုပ်တာဖြစ်တဲ့အတွက် CSCR ဖြစ်နေတဲ့အတော်တွင်းပေါ့နော်အမြင်ပိုကြည့်အောင်လို့သူကမျက်မှန်တက်လို့ရလားဆိုတာလေးမေးထားတွေ့တယ်တော့သူရဲ့ဒီလက္ခဏာတွေကိုပြောမယ်ဆိုရင်ပေါ့နော်ဒီလိုမြင်လွှာမှာအရေးစုတဲ့အတွက်နံပါတ်1ကတော့အမြင်သေးချာပါဝါလာပါတယ်နံပါတ်2ကတော့ဒီမြင်ကွင်းရဲ့အရှိတတဲ့မှာပေါ့နော်အမဲပြောက်လိုမျိုးအမဲအဝိုင်းလိုမျိုးကြီးပေါ်နေတာဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့အဲ့လိုအမြင်ကျတာလည်းမဟုတ်ဘဲနဲ့ပေါ့နော်ကြည့်လိုက်တဲ့အရာဝတ္ထုကဒီ distortion လို့ခေါ်တဲ့ကိုယ်နေတာတို့ line တွေဆိုလည်းဖြောင်းဖြောင်းမဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုကိုယ်ကောက်နေတာမျိုးတွေမြင်ရတာတွေဖြစ်နိုင်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုကတော့ကိုကြည့်လိုက်တဲ့အရာဝတ္ထုကပေါ့နော်ပုံမှန်ထက်ကိုပိုပြီးဝေးနေတယ်လို့ခံစားရတာချို့သူတွေကြတော့လေသူ့ရဲ့အမြင်ဝါတာဒီလိုမျိုးပေါ့နော်ကာလာမတူတာမျိုးတစ်ဖက်နဲ့တစ်ဖက်အဲ့လိုဖြစ်သွားတတ်ပါတယ်ဒါကြောင့်တယောက်နဲ့တယောက်ကပေါ့နော်ခံစားရတဲ့ symptom တွေကမတူတဲ့အတွက်မျက်မှန်တက်လို့ရလားဆိုတဲ့မေးခွန်းကိုတော့ဖြေဖို့ဆိုရင်အဲ့တော့မျက်မှန်ပါဝါကိုအရင်စမ်းကြည့်ပါဒီလိုမျိုး CSCR သမားတွေမှာဆိုရင်အပေါင်းပါဝါဖြစ်တတ်ပါတယ်အဲ့လိုမျိုးစမ်းကြည့်တဲ့အချိန်မှာအပေါင်းပါဝါထည့်ပြီးတော့ပေါ့နော်ပိုပြီးကြည်လာလားဆိုတာလေးကြည့်ပါပိုပြီးကြည်လာတယ်ဆိုရင်တော့အဲ့အတော်တွင်းမှာတက်လို့ရပါတယ်ပြီးတော့အခုကဖြစ်တာတစ်လပဲရှိသေးတယ်ဆိုတဲ့အတွက်ပေါ့နော်ဒီ treatment ကပေးအောင်မှာမဟုတ်ပါဘူး CSCR ဖြစ်တဲ့သူရဲ့ပေါ့နော်90%က6လအတွင်းမှာဆိုရင်အလိုလျောက်သူ့ဘာသူပျောက်သွားပါတယ်အကြောင်းမလို့ပါ treatment မှာပေးစရာမလိုပါဘူးဒီတိုင်းပဲစောင့်ကြည့်အောင်ပါပဲ6လကျော်တဲ့ထိမှာပေါ့နော်ဒီလိုပြန်ပြီးတော့မြင်လွှာရဲ့ဓာတ်မှန်ရိုက်ကြည့်တဲ့အချိန်မှာအရေးကရော့မသွားဘူးဆိုရင်တော့treatment စပြီးတော့ပေးပါတယ် treatment ရဲ့အသေးစိတ်ကိုပေါ့နော်အဲ့ဒါကတော့ဒီမြင်လွှာအထူးကုဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှပေးတာမျိုးဖြစ်တဲ့အတွက်အကြံဉာဏ်ပြောရရင်တော့တောက်ဆေးပေးတာရှိတယ်မျက်စိတွေကိုဆေးထိုးတာမျိုးရှိတယ်နောက်တစ်ခုကတော့လေဆာပစ်တာပေါ့နော်အဲ့လိုမျိုး၃နည်းရှိပါတယ်ဒါကြောင့်မို့လို့6လနေရင်ပေါ့နော်မြင်လွှာအထူးကု retinal specialist နဲ့ထပ်ပြီးတော့ follow up ပြန်ပြပါမြင်လွှာဓာတ်မှန်ဖြစ်တဲ့ OCT ပြန်ရိုက်ကြည့်ပါလို့ပဲအကြံပေးချင်ပါတယ်